ပြည်သူများလုံးပဲမင်္ဂလာပါမမရဒေလာလာစီစဉ်မှာကြိုဆိုလိုက်ပါတယ်မင်္ဂလာပါစုပြေမင်္ဂလာပါနေထက်ရေဟုတ်ကဲ့ပါကျွန်တော်ရဲ့စီစဉ်နဲ့ပတ်သက်ပြီးတော့ကြည့်ရှုနေကြပြည်သူများလုံးသိရှိသွားလို့စုပြရနေရောပြည်သူတွေအားလုံးကိုပြောပြပေးပါအောင်ဗျဟုတ်ကဲ့ပါရှင်ဒီစီစဉ်လေးကတော့လူတယောက်မိသားစုတစုအဖွဲ့အစည်းတစ်ခုစီမှာပဲမမရဖြစ်စံနေတူးနေမြတ်လေးရှိတတ်ကြပါတယ်ငွေနေမင်္ဂလာဆောင်တဲ့နေ့ရီမန်းချန်အောင်မြင်တဲ့နေ့စားတဲ့နေရာလေးတွေကိုမမရကနေမမတ်ထင်နေဖြစ်စေဖို့အတွက်ပြည်သူများအားလုံးတင်ဆက်ပေးနေတဲ့ဒီစီစဉ်လေးကတော့မမရဒေလာလာနေထက်ဒီကနေ့မမရဒေလာလာစီစဉ်မှာပဲပထမဦးဆုံးအနေနဲ့ကြားရောက်လာတဲ့မွေးနေ့ရှင်လေးကိုနေထက်ကမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါဒီကနေ့စီစဉ်ရပထမဆုံးစုမုံကောင်းလေးနဲ့တင်ဆက်ပေးချင်တာကတော့ဖေဖော်ဝါရီလ10ရက်နေ့မှာငွေနေ့ကြောက်တဲ့မွေးနေ့ရှင်သမီးငယ်လေးကြောတင်စာဆိုချစ်တုံရဲ့2နှစ်ပြည့်ငွေနေ့မင်္ဂလာဆုတောင်းလေးကိုပြည်သူတွေအားလုံးတင်ဆက်ပေးချင်တာဖြစ်ပါဗျာဟုတ်ကဲ့ပါရှင်သမီးငယ်လေးချစ်တုံအတွက်ကောဘသူရများဘယ်လိုမျိုးတောင်းစုလေးတို့မင်္ဂလာရှိစွာနဲ့တောင်းချပေးထားလဲဆိုတာနေထက်တင်ဆက်ပေးပါအောင်နော် Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာငွေနေ့ကြောက်တဲ့ငွေနေ့ရှင်သမီးငယ်လေးကြောတင်စာဆိုချစ်တုံရဲ့2နှစ်ပြည့်ငွေနေ့မင်္ဂလာရမ်းမြမစတင်ပြီးတော့ချီးရည်မိသားစုဝင်တွေအလုံးနဲ့တူထားရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေပညာရေးမှာလည်းထူးချွန်ထပ်မြတ်ပြီးတော့မိဘပေါ်မှာလည်းတည်တက်လိမ့်ပါတဲ့သမီးကောင်းစေတနာတွေတယောက်ဖြစ်ပါစေလို့ဖေဖေဦးချစ်ကိုမေမေတော်စိန်လာနော်ရနေပြီးတော့သမီးလေးအတွက်စုမကောင်းတောင်းချွေပေးထားဖြစ်ပါရဲ့မြငွေနေ့ရှင်သမီးငယ်လေးလည်းစုမကောင်းတောင်းချွေပေးထားသလိုပဲငွေနေ့ရမ်းမြလေးမှာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံနိုင်ပါစေခင်ဗျာ Happy birthday to you Happy birthday to you Happy birthday dear children Happy birthday to you Happy birthday to you Happy birthday to you Happy birthday dear children Happy birthday to you သူပြေထမှန်ပြောလဲဒီနေ့စီစဉ်ရဲ့ဒုတိယမြောက်ကြောက်လာတဲ့ငွေနေ့မင်္ဂလာဆုတောင်းလေးလည်းပြည်သူတွေအားလုံးအသိပေးပါအောင်ဗျဟုတ်ကဲ့ပါရှင်ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာပဲကြားရောက်လာတဲ့တားလေးတော်စင်ခန့်ရဲ့2နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါငွေနေ့ရှင်တားငယ်လေးတော်စင်ခန့်အတွက်ဘသူရနေပြီးငွေနေ့မင်္ဂလာဆုမကောင်းတောင်းချွေပေးထားရဆိုတော့နားဆင်ကြပါခင်ဗျဟုတ်ကဲ့ပါရှင်တားငယ်လေးအတွက်အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော်ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာပဲကြားရောက်လာတဲ့တားလေးတော်စင်ခန့်ရဲ့2နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်ဘဝမှာပျော်ရွှင်ခြင်းအောင်မြင်ခြင်းများစွာကိုရရှိပိုင်ဆိုင်နိုင်ပါစေထူးချွန်ထက်မြက်တဲ့ပညာတတ်သားကောင်းစနာလေးတူလည်းဖြစ်နိုင်ပါစေလို့ချားဖေဖေဦးတန်းစောချားမေမေဒေါခင်သီရီနဲ့ဖိုးဖိုးဖွားဖွားတွေအားလုံးကနေပြီးတော့တားလေးအတွက်စုမုံကောင်းလေးချွေးပေးထားပဲဖြစ်ပါတယ်Happy birthday ပါတားလေးတော်စင်ခန့်ရဲ့ချားမိသားစုဝင်တွေအားလုံးစုမုံကောင်းချွေးပေးထားတဲ့အတိုင်းပဲထူးချွန်ထက်မြက်ပြီးတော့လိမ္မာရင်ကြီးတဲ့သားကောင်းစနာလေးတူဖြစ်နိုင်ပါစေနော် Happy birthday to you Happy birthday to you Happy birthday to you my friend Happy birthday to you Happy, 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 happy birthday. Happy, 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 happy birthday, my friend. Tell us what you want and then shout out your name Close your eyes for a surprise, we'll play a funny game Put one hand on your hip and one hand on your nose Then wiggle your butt like gummy bear cause that's how it goes Happy birthday to you Happy birthday to you Happy birthday to you my friend Happy birthday to you နေထက်ဒီတစ်ခါမှာဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့တောင်းစုပြလာလေးကိုကြားသိအောင်ပါလဲရှင်ဟုတ်ကဲ့ပါဒီနေ့စီစဉ်မှာပဲတတိယမြောက်စုမုံကောင်းလေးနဲ့တင်ဆက်ပေးချင်တာကတော့ကိုရံပိုင်စိုးနဲ့မတ်မေသူဝင်းတို့ရဲ့ချစ်သူတက်တန်း၄နှစ်ပြည့်အတွက်စုမုံကောင်းတောင်းချွေပေးထားတာလေးကိုတင်ဆက်ပေးချင်တာဖြစ်ပါဗျာဟုတ်ကဲ့ပါရှင်စူတောင်းစကားတန်လေးကိုအခုပဲမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ရအောင်နော်
ဒီကနေ့မှာပဲကြောက်တဲ့ကိုရန်ပိုင်စိုးနဲ့မမေသူဝင်းတို့ရဲ့ချစ်သူတတန်း၄နှစ်ပြည့်မှစတင်ပြီးတော့ထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေဘဝမှာလည်းဘဝရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုအတူတူမျှဝေခံစားပြီးတော့ထာဝရသစ္စာရှိစွာနဲ့လက်တွဲသွားနိုင်ပါစေလို့ချစ်ရရဲ့မမေသူဝင်းကနေပြီးတော့စုမကောင်တောင်းချွေပေးထားလည်းဖြစ်ပါရဲ့ဗျာစုမကောင်တောင်းချွေပေးထားသလိုပဲချစ်သူတတန်း၄နှစ်ပြည့်မှစတင်ပြီးတော့နောက်နှစ်ပေါင်း100တိုင်အောင်ထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေခင်ဗျ Can't stop thinking about it. How much longer will it take to cure this? Just to cure it, 'cause I can't ignore it. If it's love, love makes me wanna turn around and face me, but I don't know nothing about love. Oh, come on, turn a little faster. Come on, the world will follow after. Come on, because everybody's after love. စုပြေဒီနေ့စီစဉ်တဲ့နောက်ထပ်စုံမကောင်းလေးလည်းပြည်သက်တွေအားလုံးတင်ဆက်ပေးပါအောင်ခင်ဗျ ဟုတ်ကဲ့ပါရှင်ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာပဲကြာရောက်လာတဲ့သမီးငယ်လေး3ရက်တီဖြိုးရဲ့တစ်နှစ်ပြည့်မွေးနေ့မင်္ဂလာလူမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါဝင်းနေရှင်သမီးငယ်လေးရဲ့တစ်နှစ်ပြည့်ဝင်နေမင်္ဂလာအတွက်စုံမကောင်းဘယ်လိုမျိုးတောင်းချွေပေးထားလဲဆိုတော့ပြည်သက်များလုံးနဲ့တူနားဆင်နေပါခင်ဗျာဟုတ်ကဲ့ပါရှင်သမီးငယ်လေးအတွက်အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော် ဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာပဲကြာရောက်လာတဲ့သမီးငယ်လေး3ရက်တီဖြိုးရဲ့တစ်နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်ပျော်ရွှင်စရာကောင်းနေမိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေနိုင်ငံတာဝန်တွေကိုလည်းတာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ပါစေလို့ချစ်ရဖေဖေကိုပြေဖြိုးအောင်ချစ်ရမေမေမခင်တနာအောင်တို့ကနေပြီးတော့သမီးငယ်လေးအတွက်တောင်းစုလေးချွေပေးထားပဲဖြစ်ပါတယ် Happy birthday ပါသမီးလေး3ရက်တီဖြိုးရဲ့ချစ်ရဖေဖေနဲ့မေမေစုမအောင်တောင်းထားပေးတဲ့အတိုင်းပဲမိဘအပေါ်မှာတည်တက်နားလဲတဲ့သမီးကောင်းယန္တနာလေးတူဖြစ်နိုင်ပါစေနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday! ဒီတစ်ခါမှာတော့သမီးငယ်လေးတယောက်ရဲ့မွေးနေ့ကိုကြားသိရပါတယ်ဒီတစ်ခါပဲတင်ဆက်ပေးလိုက်ပါအောင်နော် ဟုတ်ကဲ့ပါအခုခါမှာထပ်မံပြီးတော့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးချင်တာကတော့ဝင်းနေရှင်သမီးငယ်လေးချူးအိမ်စီရဲ့ရက်100ပြည့်ဝင်းနေမင်္ဂလာဆုမကောင်းလေးကိုပြည်သက်တွေအားလုံးတင်ဆက်ပေးချင်တာဖြစ်ပါဗျာ ဟုတ်ကဲ့ပါရှင်နာမည်လေးကအရန်ဝယ်လာတဲ့သမီးငယ်လေးအတွက်ကောဘယ်သူတွေကဘယ်လိုမျိုးမင်္ဂလာရှိစွာနဲ့တောင်းချွေပေးထားလဲဆိုတာခုပဲနားဆင်ကြည့်အောင်နော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. ဒီနေ့ပါပဲငွေလေးကြောက်တဲ့ငွေလေးရှင်သမီးငယ်လေးချူးအိမ်စီရဲ့ရက်100ပြည့်ငွေလေးမင်္ဂလာရမ်းမြမစတင်ပြီးတော့ချစ်ရမိသားစုဝင်အားလုံးနဲ့တူထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေပညာရေးမှာလည်းထူးချွန်ထပ်မြတ်ပြီးတော့လိမ္မာရင်ကြီးတဲ့သမီးကောင်းယန္တနာလေးတယောက်ဖြစ်ပါစေလို့ဖေဖေဦးတန်းလွင်မေမေတော်သဲဝါကိုမမတို့ကနေပြီးတော့သမီးငယ်လေးတို့ဆုမကောင်းတောင်းချွေပေးထားဖြစ်ပါရဲ့ဗျငွေလေးရှင်သမီးငယ်လေးချူးအိမ်စီလည်းရက်100ပြည့်ငွေလေးမှာစတင်ပြီးတော့ထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေခင်ဗျာ Happy birthday to you. Happy birthday to you. Happy birthday, happy birthday. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday. Happy birthday to you.
စုပြေနောက်တဲ့ဆုမွန်ကောင်းလေးလည်းပြည်သက်တွေအားလုံးတင်ဆက်ပေးပါအောင်ဗျာ ဒီကနေ့ February လ 10 ရက်နေ့မှာပဲကြားရောက်လာတဲ့မောင်လေးမင်းညံရှင်ရဲ့18နှစ်ပြည့်မွေးနေ့မင်္ဂလာလူမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးခြင်းပါတယ် ဟုတ်ကဲ့ပါညီလေးအတွက်ဘယ်လိုမျိုးဆုမွန်ကောင်းတောင်းချွေပေးထားရင်ဆိုတော့စုပြေရနေရောတခုပဲတင်ဆက်ပေးပါအောင်ဗျာ ဒီကနေ့ February လ 10 ရက်နေ့မှာပဲကြားရောက်လာတဲ့မောင်လေးမင်းညံရှင်ရဲ့18နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်ချစ်ရတဲ့မိသားစုနဲ့အတူထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေဘဝရဲ့ရည်မှန်းချက်တွေလည်းအောင်မြင်ပြီးတော့ချစ်ရတဲ့မိသားစုအပေါ်မှာလည်းတီးတက်နားလေတဲ့တာကောင်းရည်စနာတွေတူဖြစ်နိုင်ပါစေလို့ချစ်ရတဲ့ဖေဖေဦးစန်းထွန်းချစ်ရတဲ့မေမေဒေါ်ချိုချိုဝင်းမမစုတင်စာလိုင်းတို့ကနေပြီးတော့မောင်လေးမင်းညံရှင်အတွက်ဆုမွန်ကောင်းလေးတောင်းချွေပေးထားပဲဖြစ်ပါတယ် Happy birthday ပါမောင်လေးရေချစ်ရတဲ့ဖေဖေမေမေမမတို့တွေဆုမွန်ကောင်းချွေပေးထားတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော် Happy birthday to you. Happy birthday. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday. Happy birthday to you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 . And many more. နေတဲ့ဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်တို့လည်းမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ကြပါတယ် ဟုတ်ကဲ့ပါထပ်မံပြီးတော့မင်္ဂလာရှိသောနဲ့တင်ဆက်ပေးမှာတော့ငွေနေ့ရှင်ပိုင်တီဟထွန်းရဲ့ငွေနေ့မင်္ဂလာဆုတောင်းလေးကိုပြည်သက်တွေအားလုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်တို့မွေးနေ့ဆုတောင်းစကားတန်လေးကိုအခုပဲမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ကြပါတယ်နော် ဒီကနေ့ဖေဖော်ဝါရီလ 10 ရက်နေ့မှာငွေနေ့ကြောက်တဲ့ငွေနေ့ရှင်ပိုင်တီဟထွန်းရဲ့ငွေနေ့မင်္ဂလာရမ်းမြမစတင်ပြီးတော့ချစ်ရရဲ့မိသားစုဝင်အားလုံးနဲ့တူထားရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေမိဘပေါ်မှာလည်းတီးတက်နားလဲပြီးတော့မိဘစကားနားထောင်နဲ့သားလေးမလေးတယောက်ဖြစ်ပါစေလို့မတ်ဖြိုးနန္ဒာထွန်းကနေပြီးတော့စုမကောင်တောင်းချွေပေးထားလည်းဖြစ်ပါရဲ့ဗျစုမကောင်တောင်းချွေပေးထားသလိုပဲငွေနေ့ရှင်လည်းငွေနေ့ရမ်းမြမစတင်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ငွေနေ့ရပေါင်းများစွာကိုထပ်မံပြီးတော့ပိုင်ဆိုင်ရရှိနိုင်ပါစေခင်ဗျာ စုပြေဒီနေ့စီစဉ်မှာနောက်ထပ်အလှည့်ကျလာတဲ့ဆူတောင်းစကားသံတွေကိုလည်းကြားသိချင်ပါသေးတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီကနေ့ February လ 10 ရက်နေ့မှာပဲတစ်နှစ်ပြည့်မွေးနေ့မင်္ဂလာလေးကြားရောက်လာတဲ့သမီးငယ်လေးစူးစူးစင်ရဲ့မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါရစေ ဟုတ်ကဲ့ပါငွေနေ့ရှင်သမီးငယ်လေးစူးစူးစင်ရဲ့တစ်နှစ်ပြည့်ငွေနေ့မင်္ဂလာအတွက်ဘသူတွေကနေပြီးငွေနေ့စုမကောင်တောင်းချွေပေးထားဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်ဗျ ဟုတ်ကဲ့ပါရှင်နေထက်ကပရိသတ်ကြီးနဲ့တူနားဆင်ကြည့်လိုက်ပါအောင်နော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. ဒီက
နေ့ February 10 ရက်နေ့မှာပဲကြားရောက်လာတဲ့သမီးငယ်လေးဇူးဇူးစင်ရဲ့တနစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပါစေပညာရေးမှာလည်းထူးချွန်ထက်မြက်တဲ့သမီးကောင်းဆောင်လေးတူဖြစ်နိုင်ပါစေလို့ချစ်ရတဲ့ဖေဖေကိုအောင်နေလားချစ်ရတဲ့မိမိမတ်တနာခိုင်တို့ကနေပြီးတော့သမီးငယ်လေးဇူးဇူးစင်အတွက်စုမုံကောင်းလေးချွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါသမီးငယ်လေးမွေးနေ့ရက်မြတ်လေးမှာချစ်ရတဲ့ဖေဖေမိမိတို့နဲ့တူပျော်ရွှင်နိုင်ပါစေနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. နေတဲ့ဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်တို့လည်းမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ကြပါတယ် ဟုတ်ကဲ့ပါထပ်မံပြီးတင်ဆက်ပေးမှာတော့မွေးနေ့ရှင်သားလေးရဲ့9လပြည့်မွေးနေ့မင်္ဂလာဆုမွန်ကောင်းလေးတို့ပြည်သက်တွေအားလုံးတင်ဆက်ပေးချင်တာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်သားငယ်ငယ်လေးအတွက်ကောဘသူတွေများဘလိုမျိုးတောင်းစုလေးတို့မင်္ဂလာရှိစွာနဲ့တောင်းချွေပေးထားလဲဆိုတာနေထက်ရေးနားဆင်ကြည့်ကြပါတယ်ရှင် ဒီနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာငွေနေ့ကြောက်တဲ့ငွေနေ့ရှင်သားလေးရဲ့9လပြည့်ငွေနေ့မင်္ဂလာရှမ်းမြတ်မှာစတင်ပြီးတော့ဘဝမှာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေမိဘပေါ်မှာလည်းတည်တက်နားလဲပြီးတော့မိဘပေါ်မှာလိမ္မာရင်ကျေးတဲ့သားလိမ္မာလေးတယောက်ဖြစ်ပါစေလို့ဖေဖေကိုငိမ့်ချမ်းဆွေမေမေမတ်သက်ဝင်းဝါလင်ကနေပြီးတော့သားငယ်လေးအတွက်စုမကောင်းတောင်းချွေပေးထားဖြစ်ပါရဲ့ဗျငွေနေ့ရှင်သားလေးလည်းငွေနေ့ရက်မြတ်လေးမှာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပြီးတော့နေ့ရက်တိုင်းမှာလည်းချစ်ရတဲ့သူတွေအားလုံးနဲ့တူထားထားပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေခင်ဗျာ It's your birthday, happy birthday. It's your special day. It's your birthday, happy birthday. It's your birthday today. Oh, happy birthday. It's your special day. Happy birthday. It's your birthday, happy birthday. It's your special day. It's your birthday, happy birthday. It's your birthday today. Oh, happy birthday. It's your special day. Happy birthday. Happy birthday. စုပြေခုတစ်ခါမှာထပ်မံပြီးတော့ဘယ်လိုမျိုးစုမကောင်းလေးကိုပြည်သက်တွေအားလုံးတင်ဆက်ပေးအောင်ပါလဲခင်ဗျ ဒီကနေ့ February 10ရက်နေ့မှာပဲကြားရောက်လာတဲ့ညီမလေးနှင်းဦးလိုင်ရဲ့16နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးခြင်းပါတယ် ဟုတ်ကဲ့ပါညီမလေးနှင်းဦးလိုင်အတွက်ဘယ်သူရနေရောစုမကောင်းတောင်းချွေပေးထားဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်ဗျာ ဒီကနေ့ February 10ရက်နေ့မှာပဲကြားရောက်လာတဲ့ညီမလေးနှင်းဦးလိုင်ရဲ့16နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်ဘဝရဲ့ရည်မှန်းချက်တွေကိုအောင်မြင်နိုင်ပါစေမွေးနေ့ရက်နေ့တိုင်းမှာလည်းပျော်ရွှင်ပါစေလို့ချစ်ရတဲ့မိမိတော်ရည်မြင့်မောင်လေးဇော်လင်းထွန်းတို့ကနေပြီးတော့ညီမလေးအတွက်စုမုံကောင်းလေးတောင်းချွေပေးထားပဲဖြစ်ပါတယ် Happy birthday ပါညီမလေးနှင်းဦးလိုင်ရဲ့ချစ်ရတဲ့မိမိနဲ့မောင်လေးတို့တောင်းဆုချွေပေးထားတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော် And a 1, and a 2, and a 1, 2, 3, 4. Happy birthday to you. Happy birthday to you. Happy birthday, dear. Happy birthday to you. To you. နေ့ထက်ဒီကနေ့စီစဉ်မှာပဲနောက်ထပ်အလှည့်ပေးရမယ့်မွေးနေ့ရှင်တို့လည်းမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးပါအောင်နော် ဟုတ်ကဲ့ပါဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့အလှည့်ကျလာတဲ့ငွေနေ့ရှင်ကတော့ငွေနေ့ရှင်ကိုကျော်မျိုးတန့်ရဲ့30နှစ်ပြည့်ငွေနေ့မင်္ဂလာဆုမွန်ကောင်းလေးကိုပြည်သက်တွေအားလုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်အကိုအတွက်ကောဘသူတွေကဘယ်လိုမျိုးတောင်းစုလေးချွေပေးထားလဲဆိုတာနေ့ထက်ရဲ့အခုပဲကြားသိကြပါတယ်
ဒီနေ့ပါဝင်နေကြတဲ့ဝင်နေရှင်ကိုကျော်မျိုးတန်းရဲ့30နှစ်ပြည့်ဝင်နေမင်္ဂလာရှမ်းမြန်မာစတင်ပြီးတော့ချီရသူအားလုံးနဲ့တူထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေအလောက်ကိုင်းနေလဲဆင်ပြေချောင်းဝေးပြီးတော့ဆန္ဒနဲ့ဘဝတစ်ထက်တည်းကြားနိုင်ပါစေလို့အမမိုးမိုးကနေပြီးတော့စုမငေါတောင်းချွေပေးထားလဲဖြစ်ပါရဲ့ဗျာဝင်နေရှင်ကိုကျော်မျိုးတန်းလည်းဝင်နေရမြက်လေးမှာပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံနိုင်ပါစေခင်ဗျာစုပြေဒီနေ့ဖေဖော်ဝါရီလ10ရက်နေ့ရဲ့ဒါဝင်နေစုမကောင်းလေးကိုတင်ဆက်ပေးခဲ့ရဆိုလို့ရှိရင်နောက်ဆုံးစုမကောင်းလေးကိုရောက်ရှိလို့လာပါပြီဗျအဲ့တော့နောက်ဆုံးစုမကောင်းလေးကဘယ်သူလဲဆိုတော့ဒါစုပြနေတော့ပြည်သူတွေအားလုံးအခုပဲတင်ဆက်ပေးပါအောင်ဗျာဟုတ်ကဲ့ပါရှင်ဖေဖော်ဝါရီလ13ရက်နေ့မှာကြားရောက်လာမယ်ညီမလေးခင်စန္နာဝင်းရဲ့20နှစ်ပြည့်မွေးနေ့မင်္ဂလာလေးကိုမင်္ဂလာရှိစွာနဲ့နောက်ဆုံးအနေနဲ့တောင်းဆုပြုပေးချင်ပါတယ်ဟုတ်ကဲ့ပါစုမကောင်းလေးလည်းဘယ်လိုမျိုးတောင်းချွေပေးထားရဲဆိုတာစုပြအခုပဲတင်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့ပါရှင်ညီမလေးတို့အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော်ဝိုင်လာ73ရက်နေ့မှာကြားရောက်လာမယ်ညီမလေးခင်စန္နာဝင်းရဲ့20နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်နေ့ရက်တိုင်းမှာချစ်ရတဲ့မိသားစုဝင်တွေအားလုံးနဲ့အတူပျော်ရွှင်နိုင်ပါစေဘဝရဲ့ရည်မှန်းချက်တွေလည်းအောင်မြင်နိုင်ပါစေလို့ချစ်ရတဲ့ညီမလေးတင်စာပြောကနေပြီးတော့ညီမလေးခင်စန္နာဝင်းအတွက်စုမုံကောင်းလေးချွေပေးထားပဲဖြစ်ပါတယ် Happy birthday ပါညီမလေးစုမုံကောင်းတောင်းထားပေးတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော်ba ba 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 na na ba 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 na na oh ba 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 na na Chica baba baba nana yo plano fu la mano no tu ma banana la camopita mo banana baba baba nana potato nana to cari no potato li cani maro manica no chica baba baba nanaဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာကြားရောက်လာတဲ့မွေးနေ့ရှင်များအားလုံးနဲ့ဒီစီစဉ်လေးကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဘဝမှာလည်းချစ်ရတဲ့မိသားစုနဲ့အတူထာဝရပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ဆုပြည့်စုမုံကောင်းလေးချွေပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာပဲငွေနေ့ကြားတဲ့ငွေနေ့ရှင်များအားလုံးနဲ့ကျွန်တော်ရဲ့စီစဉ်လေးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးလည်းနေရာတိုင်းပျော်ရွှင်မှုနဲ့အတူဖြတ်သန်းပြီးတော့ချစ်ရတဲ့မိသားစုတွေအားလုံးနဲ့အတူထာဝရပျော်ရွှင်စွာနဲ့နေထိုင်နိုင်ပါစေလို့ထပ်ဆင့်ဆုမုံကောင်းတောင်းချွေပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုတင်ဆက်ပေးနေတဲ့မှတ်မှတ်ရတွေလလအစီအစဉ်လေးကိုပြည်သက်တော်တော်များများလည်းရင်းနေပြီလို့ထင်ပါတယ်ဗျ။ပြီးခဲ့တဲ့2014ခုနှစ်ဩဂတ်လ10ရက်နေ့ကစတင်ပြီးတော့နေ့စဉ်နေ့တိုင်းပြည်သက်များတောင်းစုပြုခြင်းတဲ့နေ့ရက်တိုင်းမှာပါဝင်နိုင်မှုအတွက်တိုးချဲ့ပြီးတော့လည်းထုတ်လွှင့်ပေးနေပါတယ်။ပြည်သက်များအားလုံးလည်းပါဝင်ခြင်းနဲ့ဆိုရင်တော့မိမိပါဝင်ခြင်းနဲ့ရတလထက်စောပြီးတော့တောင်းစုပြုလို့တဲ့စာသားနဲ့တူဓာတ်ပုံ3ပုံကနေ5ပုံထိပေးပို့ပြီးတောင်းဆိုမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါရှင်ပြည်သက်တွေအားလုံးက Superiority စီစဉ်လေးမှာပါဝင်ခြင်းနဲ့ဆိုရင်တော့တောင်းစုပြုခြင်းသူရဲ့နာမည်တောင်းဆိုပေးပို့သူရဲ့နာမည်နဲ့တောင်းစုပြုတဲ့အမှတ်တရနေ့ရဲ့အတိအကျလေးတွေကို Viber ဖုန်းနံပါတ်3998836239 3999663984ခွန်ဒါမှမဟုတ်ရင်တော့ email mwd.digitaltv@gmail.com ပေးပို့ပြီးတော့အမှတ်တရနေ့ရလို့ဖန်တီးနိုင်ပါပြီနော်ပြည်သက်များတောင်းဆိုခြင်းတဲ့ရက်ကအော်တိုဘာလ9ရက်နေ့ဆိုလို့ရှိရင်တော့စက်တင်ဘာလ9ရက်ထက်နောက်မကြဘဲနဲ့ပေးပို့ပြီးတောင်းဆိုမှာဖြစ်ပါတယ်ပြည်သက်များပေးပို့ထားတဲ့တောင်းဆိုပြုလာတွေကချက်လက်တွေမပြေဆုံးခဲ့ဘူးဆိုရင်တော့အဲ့ဒီတောင်းဆိုပြုလာလေးတွေကိုကျွန်တော်ရဲ့အစီအစဉ်လေးမှာထည့်သွင်းတင်ဆက်ပေးသွားမှာမဟုတ်ဆိုတော့လည်းထပ်မံပြီးတော့လေးစားစွာနဲ့ပဲတည်ပေးရပါတယ်ခင်ဗျကဲဒါဆိုရင်စုပြေပြည်သက်များအားလုံးအတွက်မမရရဒိတ်လာ